Hello အားလုံးပဲမင်္ဂလာပါဦးနဲ့အတူတူဦးရဲ့ချီလီဝိုင်းလေးလက်လွတ်ထားတဲ့လူတွေရှိလားရှိရဆိုလို့ရှိရင်တော့ဒီချီလီဝိုင်းလေးကိုသုံးပြီးတော့15မိနစ်လောက်အချိန်ပေးုံနဲ့အရန်ဆက်လို့ကောင်းတဲ့ထန်ထန်ခောက်ဆွဲလေးလုပ်တော့မှာပဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့အားလုံးပဲ let's go ဥပမာအဆုံးကျက်သွန်မိတ်ပင်ရဲ့ဖြူပိုင်းလေးရဲ့ကျက်သွန်ဖြူလေးရဲ့ကိုနှုတ်နှုတ်ဆင်းလိုက်ပါမယ်ပထမအဆုံးခောက်ဆွဲမှချက်ခင်မှာခောက်ဆွဲပုံမှာ topping တင်ဖို့အတွက်ဒီဝတ်သားလေးအရင်ချက်လိုက်ပါမယ်။အောင်စီနေငယ်။ဒီမှာစီလေးပူလာပြီဆိုတဲ့အဆင့်မှာတော့ကြက်သွန်ဖြူရဲ့ကြက်သွန်မိတ်အပင်ကဖြူပိုင်းလေးရဲ့ကိုစီတက်လိုက်ပါမယ်။ပြီးရင်တော့ဒီရဲကိုဝတ်တတောက်စင်းသားလေးထည့်လိုက်ပါမယ်။ကြပြမဆန်လိုက်တာပြုတ်ကြသွားပြီတိုင်းငံပြားရဲ့အကြီးစပွဲတင်စွန်းတစ်စွန်းတရုတ်ရှာလာကာရဲ့အနက်စပွဲတင်စွန်းတစ်စွန်းထည့်လိုက်ပါမယ်ဒါလေးကတော့အချင်းရတာအတွက်ပါဒီ original version မှာဆိုလို့ရှိရင်အချင်းရတာအတွက်ကိုရှာလာကာရဲ့အပြင်သူတို့ရဲ့ငုံရင်းချင်ပပလိတာလေးလည်းထည့်ပါတယ်တကြားလက်ဖက်စားစွန်းတစ်စွန်းလောက်မှန်းပြီးထည့်လိုက်ပါမယ်အသားအနှံပြောက်ဖို့အတွက်ဦးတို့ဒီတရုတ် cooking wine လေးလည်းထည့်လိုက်ပါမယ်ဦးတို့ရောင်လေးပို့ထားပါအောင်လို့ပဲငှက်ပြားကြီးအနောက်ကလေးလည်းနည်းနည်းထည့်လိုက်ပါမယ်ဒါကတော့ဥပါတာဦးထည့်ရပါကဲဦးတို့ဒီမှာအသားလေးကိုဒီလိုမျိုးအလုံးတိချကွဲပြီးတော့ခြောက်သွားတဲ့အထိကြော်ထားလိုက်ပါတယ်ဒါ topping အတွက်ပါဒီထဲဦးတို့နောက်ဆုံးအနေနဲ့စားလေးနည်းနည်းလေးထည့်လိုက်ပါမယ်ဒီနေ့ recipe အတွက်တခုတည်းသောချက်စရာဖြစ်တဲ့ဒီဝတ်သား topping လေးကတော့ပြီးသွားပါပြီပြီးသွားပြီဆိုတော့ဒီကျုံခောက်ဆွဲလေးရဲ့ဒီဘက်ကတရုတ်ဟင်းနုနယ်ရွက်လေးရဲ့ကိုတိထားလေးပြုတ်ထားလိုက်ပါမယ်ဦးသုံးထားတဲ့ကျုံခောက်ဆွဲကတော့ရွှေကြိုးကြတစ်စိပ်ပါဦးတို့စောစဆက်ပါတော့မယ်ပထမဦးဆုံးအနေနဲ့ဦးတို့ဒီခွက်လေးတဲကိုဟိုတနေ့ကဦးလှုပ်ထားတဲ့ဒီမာလာစီမွေးလေးထည့်လိုက်ပါမယ်မာလာစီမွေးရလေးအနေထိုင်နေတော်တော်အသေးချာလေးမှုပြီးမှဒီအနေလေးတွေပါထည့်ပါမယ်မွေးနေရပဲမာလာနဲ့လေးရဒီတဲကိုနှမ်း sauce ထပ်ထည့်ပါမယ်ဦးက ready made သုံးထားရပေါ့နော်အထုပ်ကလေးဘူးလေးတွေပါလေးတွေနဲ့တကယ်လို့နည်းနည်းတစ်တယ်ဆိုလို့ရှိရင်ရင်နွေးလေးထည့်လို့ရပါတယ်ဒါကတော့အကျဲလေးဆိုတော့ရင်နွေးထပ်မထည့်တော့ပဲငံပြားကြီးအကြီးတရုတ်ရှာလကာကြီးအနက်အယောင်တူတူပဲကိုတစ်ခုကြောက်အကြီးတစ်ခုကြောက်အနက်တယ်နော်မဖြစ်တင်တာပြီးတော့ဦးတို့ဒီတဲကိုတကြားလေးနဲ့ငယ်စားနဲ့ငယ်ထည့်လိုက်ပါမယ်တေချာလေးမှုပြီးလိုက်ပါမယ်ဦးတို့လုံးဝမာလာနဲ့မှုမွေးလေးနဲ့နှမ်း sauce လေးပါတယ်ဒီ creamy ဖြစ်တဲ့ sauce ကလေးရသွားပါပြီအပြစ်ကျဲကတော့ဒီလိုပုံစံလေးပါနည်းနည်းလေးမြည်ကြည့်တာတော့မှအထုံးစိတ်ကိုက်မိတယ်ကန်တရားရတယ်ဒီဟာဟို black vinegar နဲ့ဆိုတော့ချင်းချင်းလေးမာလာအနံ့မှုမှုဆက်ဆက်ကလေးနဲ့ဟိုမှာနှမ်းနှစ်ကပြစ်ပြစ်လေးဆိုတော့ creamy လည်းဖြစ်တယ်ဆက်လည်းဆက်တယ်ချင်းလည်းချင်းတယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အဲ့ဒါကြောင့်လည်းဒီခောက်ဆွဲက viral ဖြစ်တာတော်တော်လေးစားလို့ကောင်းပါတယ်ကိုတို့ဒီထဲကိုဆွဆွလောက်ထားတဲ့အသားလေးထည့်လိုက်ပါမယ်အသားလေးထည့်ပြီးွားပြီဆိုတော့အစ်စ်မှာတော့ဆွဆွပြုတ်ထားတဲ့ခောက်ဆွဲလေးပါထည့်လိုက်ပါမယ်